ပန်းကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲအာ tree, flower, bush, grass,တုံ့ပြန်ချက်မှန်ကရွေးစရာပဲ flower, တစ်တောကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲအာ flower, bush, tree, leaf,တုံ့ပြန်ချက်မှန်ကရွေးစရာပဲ flower, တစ်တောကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲအာ tree, flower, shrub,တုံ့ပြန်ချက်မှန်ကရွေးစရာက bush,